မင်္ဂလာပါနောက်တစ်ခုကကြတော့လက်ပိုက်ထားတော့ယောက်ျားနဲ့တဲ့ရှာကြိုက်ထားတော့မိန်းမတဲ့လက်ပါတတ်တဲ့ယောက်ျားဆိုတာတဲ့စူပါဟီးရိုးမူဗီတွေမကြည့်တတ်တဲ့အကောင်စားမျိုးဖြစ်မယ်ထင်တာပဲဗျာတဲ့လင်းယူမယ်ဆိုလို့ရှိရင်တဲ့ရီးစားပေါ်မှာတဲ့ကိုဘဲကားတဲ့ဘယ်လိုဇာကားမျိုးတွေယုံတင်လို့ရှိရင်တဲ့သွားကြည့်တတ်လဲဆိုတာတဲ့စိတ်ငူကြပါတဲ့မိန်းကလေးတွေကလည်းခက်တယ်တဲ့ကိုရီးယားလိုဟာမျိုးဖီးရတဲ့ငိုရတဲ့ဒရမာမျိုးပဲတဲ့ဘဲနဲ့အတူတူကြည့်ပြီးတော့တဲ့ရိုးချင်းကြပါတယ်တဲ့စူပါဟီးရိုးမူဗီတွေကြည့်တယ်တဲ့ဘဲမျိုးဆိုလို့ရှိရင်တဲ့ကလေးကကြည့်တဲ့ကောင်ဆိုပြီးတော့အထင်မကြီးတတ်ကြဘူးတဲ့ကိုယ်တိုင်လေတဲ့အားတက်တဲ့ရောလိုက်ကြည့်ပေးတတ်ကြတာရှားပါတယ်တဲ့ထိန်းချုပ်ခြင်းစူပါပါပါတဲ့ကျွန်တော်ပြောပြမယ်တဲ့စူပါမန်လောက်တော့သိတယ်မဟုတ်လားတဲ့စူပါမန်ရဲ့ပါဝါကတဲ့သူတကယ်လုပ်ချင်လို့ရှိရင်တဲ့2စက္ကန့်လောက်အတွင်းတဲ့သူ့ရဲ့ heat vision နဲ့တဲ့ကဘာကိုတဲ့ထချမ်းခွဲပစ်လိုက်လို့ရတယ်တဲ့သူတစ်ချိန်လုံးအနိုင်တိုက်ဖို့ကြိုးစားနေရတာတဲ့သူ့ရဲ့ရန်သူတွေမဟုတ်ပါဘူးတဲ့သူ့ရဲ့ over power ကိုတဲ့ပြန်ထိန်းချုပ်ဖို့ကြိုးစားနေရချင်မှာပဲတဲ့သူ့ရဲ့ဒေါသသူ့ရဲ့ strength သူ့ရဲ့ power ကြောင့်တဲ့ဘယ်သူမှတဲ့ထိခိုက်နေတာမသွားရလေအောင်တဲ့ရှော့ချထိန်းချုပ်နေရခြင်းဟာတဲ့သူ့ရဲ့တကယ်ကိုတဲ့ true super power ပါတဲ့စစ်မှန်တဲ့စွမ်းအားပါပဲတဲ့သူကတဲ့ရန်သူတွေနဲ့ချတဲ့အခါမှာတဲ့သူစူးစမ်းအထောက်နေရတာကတဲ့ရန်သူသေဖို့မဟုတ်ပါဘူးတဲ့ရန်သူသေမသွားဖို့ပါတဲ့အရန်ကြီးယိုယွန်းစွာတဲ့ကြီးပြင်းလာတာမျိုးမဟုတ်လို့ရှိရင်တဲ့ယောက်ျားလေးအားလုံးလူမှာတဲ့ပါလာတတ်တဲ့တာဝန်ယူမှုတစ်ခုရှိပါတယ်တဲ့အဲ့ဒါကတော့တဲ့ကိုယ့်ရဲ့တဲ့ဒီခန္ဓာကိုယ်အားသာချက်ကြောင့်ပေါ့နော်ဘယ်မိန်းကလေးကိုမှတဲ့ထိခိုက်နာကျင်တာမျိုးမဖြစ်ဖို့တဲ့ထိမ့်သိမ်းနေထိုင်ရခြင်းပါပဲတဲ့အဲ့ဒါကြောင့်မလို့တဲ့မိန်းမကိုရိုက်တတ်တဲ့လက်ပါတတ်တဲ့ယောက်ျားမျိုးဆိုလို့ရှိရင်တဲ့မိန်းကလေးတွေယွန်းနာထဲတဲ့ယောက်ျားလေးချင်းကတဲ့ပို့ပြီးတော့ယွန်းတတ်ကြပါတယ်တဲ့ရိုက်လို့တာမရရက်တာတဲ့ငါလုံးလိုက်ရင်တဲ့သိတော့မယ်ဆိုပြီးတော့တဲ့ဒေါသအလျောက်တဲ့မဲမဲပူတာတွေကြားဘူးကြမယ်ထင်ပါတယ်တဲ့သူကတကယ်ပြောနေရပါတဲ့လုံးလိုက်လေတို့ထီရရင်ထီကြည်စမ်းတို့အဲ့ဒါမျိုးကကြတော့ဖြစ်နိုင်လို့ရှိရင်စိတ်မခေါ်ကြပါနဲ့လားတဲ့ကိုယ့်အသက်ဆိုတာတဲ့သူများလက်ထဲကိုတဲ့ထည့်ပေးထားတာတက်စားလို့ရှိရင်တဲ့ကိုယ်တိုင်ပညာဉာဏ်နဲ့ဆောက်ရှောက်ကြတာတဲ့အကောင်းဆုံးပါပဲတဲ့